ဟယ်လိုမျိုးတို့ရေဒီနေ့ကတော့ချစ်တောက်ဒါမှမဟုတ်ခြေချင်းဝတ်လေးတွေဖောရောင်ရတာဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်ချစ်တောက်ဒါမှမဟုတ်ခြေချင်းဝတ်လေးတွေဖောရောင်ခြင်းကအကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်နော်အဖြစ်များတဲ့အကြောင်းရင်းတွေနဲ့ဘာတွေလုပ်တင်လဲဆိုတာမျိုးတို့သိရအောင်အောက်မှာအချက်ကလေးတွေနဲ့ရှင်းပြပေးထားပါတယ်နော်အဖြစ်များရသောအကြောင်းရင်းများနံပါတ်1စားဓာတ်ဆိုဒီယမ်များခြင်းအငန်ဓာတ်လွန်ကဲစွာစားသုံးမိပါကခန္ဓာကိုယ်ကရေဓာတ်ကိုပို့ထိန်းထားတတ်လို့ဖောရောင်စေပါတယ်နော်။ရောင်ရမ်းမှုကလည်းရေဘူးရအားဖြင့်ခြေထောက်နှစ်ဖက်စလုံးမှာတပြိုင်တည်းဖြစ်တတ်တာပါနော်။နံပါတ်2ကြာရှည်စွာထိုင်ခြင်းသို့မဟုတ်မတက်ရက်ခြင်းမိမိတို့ရဲ့နေ့စဉ်အလုပ်တွေကကြာရှည်စွာထိုင်ရတာဒါမှမဟုတ်ရက်နေရတဲ့အလုပ်တွေဖြစ်ခဲ့မယ်ဆိုရင်တော့သွေးပြန်ကြောတွေပေါ်မှာဖိအားများလို့ခြေထောက်တွေကနေပြီးတော့အရည်တွေအထက်ကိုပြန်တက်ဖို့ခက်ခဲသွားတတ်ပါတယ်နော်။နေ့လယ်ပိုင်းဒါမှမဟုတ်ညနေပိုင်းတွေမှာပိုဆိုးလေးရှိပါတယ်။လဲအိတ်လိုက်ရင်တော့တက်တာသွားတတ်ပါတယ်နော်။နံပါတ်3ကိုယ်ဝန်ဆောင်ခြင်းကိုယ်ဝန်ဆောင်လိုက်တဲ့အခါကိုယ်လေးချိန်တက်တာနဲ့အတူဟော်မုန်းပြောင်းလဲကြောင့်ဖောရောင်တာတွေဖြစ်လာတတ်ပါတယ်နော်။ရုတ်တရက်ပြင်းထန်စွာဖောရောင်ခြင်းခေါင်းကိုက်ခြင်းအမြင်ဝေဝါးခြင်းတို့သာရှိခဲ့မယ်ဆိုရင်တော့ကိုယ်ဝန်စိတ်တက်တဲ့လက္ခဏာတွေဖြစ်နိုင်တာမို့ဆေးရုံဆေးခန်းတွေမှာပြသပြီးချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်နော်။နံပါတ်4သွေးလက်ပတ်မှုဆိုင်ရာပြဿနာများသွေးလက်ပတ်မှုဆိုင်ရာပြဿနာတွေဖြစ်ကြတဲ့သွေးပြန်ကြောထုံးခြင်းအပြင်းထန်သွေးပြန်ကြောပျက်စီးခြင်း DVD လို့ခေါ်တဲ့ deep vein thrombosis ဆိုတဲ့ခန္ဓာကိုယ်အတွင်းပိုင်းသွေးပြန်ကြောထဲမှာသွေးခဲတွေပိတ်ဆို့ခြင်းများနှလုံးပြဿနာတွေဖြစ်တဲ့ heart failure လို့သိထားတဲ့နှလုံးညစ်အားကျခြင်းကြောင့်ခန္ဓာကိုယ်အောက်ပိုင်းကနေပြီးတော့မှအရည်တွေစုပုံလာခြင်းအသေးချောက်ခြင်းစတဲ့အသေးယောဂါတွေကြောင့်လည်းသွေးကြောဖိအားတွေမြင့်တက်ပြီးဖောရောင်တာဖြစ်တတ်ပါတယ်နော်ကြောက်ကကအရည်နဲ့စားဓာတ်တွေကိုကောင်းစွာမစွန့်ထုတ်နိုင်တာစတဲ့အချက်တွေကြောင့်လည်းခြေထောက်တွေဖောရောင်တာတွေဖြစ်တတ်ပါတယ်နော်နံပါတ်5ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများ calcium channel blockers လို့သိထားတဲ့သွေးတိုးကျဆေးများ steroid ဆေးများဟော်မုန်းဆေးများဥပမာသတိတားဆေးများ NSAID non steroidal anti inflammatory drugs လို့သိထားတဲ့ကိုက်ခဲပြောက်ဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်နော်နံပါတ်6အာဟာရချို့တဲ့ခြင်းအထူးသဖြင့်ပရိုတင်းတက်ချို့တဲ့တာကြောင့်ခန္ဓာကိုယ်ထဲကအရည်တွေပို့ပြီးတော့စုပုံလာတတ်ပါတယ်နော်အခုလို့ခြေထောက်လေးတွေဘာကြောင့်ဖောရောင်ရလဲဆိုတဲ့အကြောင်းရင်းတွေကိုတော်တော်လေးစုံစုံသိရပြီဆိုတော့ဘယ်အချိန်မှဆရာဝန်နဲ့ပြတင်လဲဆိုတာလည်းမျိုးတို့သိထားရအောင်ပြောပြပေးသွားပါမယ်နော်နံပါတ်1ရုတ်တရက်ပြင်းထန်စွာဖောရောင်လာခြင်းနံပါတ်2တစ်ဖက်ထဲရောင်ခြင်းနံပါတ်3အသက်ရှူကျက်ခြင်းသို့မဟုတ်ရင်ဘတ်အောင်ခြင်းနံပါတ်4ဖောရောင်နေတဲ့နေရာတွေကိုဖိလိုက်ရင်ပီတီအတီမာလို့ခေါ်တဲ့အခေါင်းပေါက်လေးတွေကျန်ခဲ့ခြင်းအချိုက်ခွက်အရာလေးတွေကျန်ခဲ့ခြင်းနံပါတ်5ကိုယ်ပူချိန်ရုတ်တရက်တက်လာခြင်းအခုလိုအနေရရှိတဲ့လက္ခဏာတွေကတစ်ခုခုသာခံစားလာရပြီဆိုရင်တော့ဆရာဝန်နဲ့သာအမြန်ဆုံးပြသလိုက်ပါတော့နော်တာမန်ချင်းတွေမှာဆိုရင်တော့အိမ်မှာလဲတက်တာအောင်လုပ်လို့ရတဲ့နီလန်းလေးတွေရှိပါသေးတယ်နော်နံပါတ်1ခြေထောက်ကိုမြောက်ထားပါခြေထောက်ကိုနှလုံးနေရာရဲ့ level အထက်မြင့်အောင်ထားပြီးတော့အိတ်ခြင်းဒါမှမဟုတ်ထိုင်ခြင်းနေရာတော့ဖောရောင်မှုတွေကိုရောကြစေနိုင်ပါတယ်နော်နံပါတ်2လေ့ကျင့်ခန်းပုံမှန်လုပ်ပါလမ်းလျှောက်ခြင်းဒါမှမဟုတ်ခြေထောက်လေ့ကျင့်ခန်းလုပ်ခြင်းအပြင်လဲသွေးလက်ပတ်မှုကိုကောင်းစေလို့ခြေထောက်ဖောရောင်တာလေးတွေတက်တာစေပါတယ်နော်နံပါတ်3စားလျှော်စားပါအငန်တက်များတဲ့အစားအစာတွေကိုတော့အထူးရှောင်ကျဉ်သင့်ပါတယ်နော်နံပါတ်4ကြက်သိပ်သောဝတ်စားများဖက်နှက်များမဝတ်ပါနဲ့အဝတ်တွေကတင်းကျပ်နေမယ်ဆိုရင်သွေးလက်ပတ်မှုကောင်းကောင်းရဖို့ပိုခက်ခဲလို့ပါနော်နံပါတ်5ကို့မှာဆေးဝါးတစ်ခုခုတောက်နေခဲ့ရတယ်ဆိုလို့ရှိရင်လေအဲ့ဒီဆေးတွေရဲ့ side effect တွေကြောင့်များဖြစ်နိုင်မလားဆိုတာကိုဖြစ်နိုင်ခြေရှိမရှိဆရာဝန်နဲ့တိုင်ပင်ပါနော်ဆိုတော့ဒီခြေထောက်ဖောရောင်နေဆိုတာအကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပြီးတော့ရိုးရိုးဖောရောင်ခြင်းကနေပြီးအသက်အန္တရာယ်ရှိတဲ့ယောဂတွေထိဖြစ်နိုင်ပါတယ်နော်ဒါကြောင့်ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ချက်တွေကိုသိရှိထားပြီးသတိထားဆင်ခြင်နိုင်ကြပါစေနော်အခုလိုအကြောင်းအရာတွေကိုစုံစုံလင်လင်သိလိုက်ရလို့မျိုးတို့အတွက်အကျိုးတစ်ခုခုသာရခဲ့တယ်ဆိုရင်ကျင့်တတ်ပါပြီနော်ကျေးဇူးတင်ပါတယ်ရှင် Bye